မေဂန်နိုင်ငံရဲ့သမိုင်းမှာသမ္မတတွေပြစ်မှတ်ထားလှုပ်ကြံခံရတာရင်ကလေးကရှိခဲ့ပေမဲ့လက်ရှိသမ္မတဒေါ်နယ်ထရမ့်ကိုလှုပ်ကြံမှုကြိုးစားတဲ့ရည်အတွက်ကတော့ပိုများနေပါတယ်။ဧပြီလ25ရက်နေ့ကဒေါ်နယ်ထရမ့်တတိယကြိမ်ထပ်ပြီးတိုက်ခိုက်ခံရတာဟာမေဂန်နိုင်ငံမှာရှေးရင်ကလေးကရှိခဲ့တဲ့နိုင်ငံရေးကြမ်းဖက်မှုသမိုင်းကြောင်းကိုတကြောပြန်သတိထားမိစေခဲ့ပါတယ်။လွန်ခဲ့တဲ့45နှစ်ကရီပတ်ဘလီကန်သမ္မတရော်နယ်ရီဂန်ဟာလည်းခုနောက်ဆုံးပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဝါရှင်တန်ဟီတန်ဟိုတယ်မှာပဲမအောင်မြင်ခဲ့တဲ့လှုပ်ကြံခံရမှုကိုကြုံတွေ့ခဲ့ရပါတယ်။ဒေကင်တက္ကသိုလ်ကနိုင်ငံပေါမောက္ခဂျော့ချ်ရိုဆေးကတော့မေဂန်နိုင်ငံလောကမှာသမ္မတတွေနဲ့နိုင်ငံသမားတွေလှုပ်ကြံခံရတာဟာဟိုးရင်ကလေးကရှိခဲ့ဘူးပြီးဒါကသိပ်ပြီးထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့ထရမ့်ကိုပဲခဏခဏလှုပ်ကြံမှုစူးစမ်းနေကြတဲ့အချိန်ကြီးကတော့တော်တော်လေးကိုများနေတယ်လို့ပြောပါတယ်ဒီလိုလှုပ်ကြံမှုတွေမှာရင်နှုံးကတော့လက်ရစွန်းအစွန်းရောက်တွေကအများဆုံးလှုပ်ဆောင်ခဲ့ကြပေမဲ့ခုနောက်ပိုင်းမှာလက်ဝဲစွန်းအစွန်းရောက်တွေကပါလိုက်လှုပ်လာတာတွေ့ရတယ်လို့လည်းဒေါက်တာရိုဆေးကပြောပါတယ်မေဂန်မှာတနက်ကိုလွယ်တကူကိုင်ဆောင်ခွင့်ရှိလာချိန်မှာလူမှုစီးပွားရေးချက်တဲတွေကြောင့်ပြည်သူတွေချင်းချင်းစိတ်ဝန်းကွဲလာတာတွေအစွန်းရောက်ဝါဒတွေမြင့်တက်လာတာတွေကြောင့်ဒီလိုပြဿနာတွေကိုပိုဆိုးစေတယ်လို့လည်းသူကပြောပါတယ်သမ္မတတယောက်တာဝန်ထမ်းဆောင်နေစေကာလမှာလှုပ်ချံခံရတယ်ဆိုရင်တနိုင်ငံလုံးပေါ်ဆယ်စုနှစ်ပေါင်းများစွာထိသက်ရောက်မှုတွေရှိသွားတတ်ပါတယ်။မေဂန်သမိုင်းတစ်လျှောက်မှာသမ္မတ၄ယောက်ဟာတာဝန်ထမ်းဆောင်နေတော့လှုပ်ချံတက်ဖြတ်ခံရပြီးတချို့ကတော့လှုပ်ချံခံရပေမဲ့အသက်ဘေးကနေလွတ်မြောက်ခဲ့ကြပါတယ်။တာဝန်ထမ်းဆောင်နေစေလှုပ်ချံခံရတဲ့သမ္မတတွေကတော့1865ခုနှစ်မှာအေဗရာဟင်လင်ကွန်1880ခုနှစ်မှာဂျိမ်းစ်အေဂါဖီ1900ခုနှစ်မှာဝီလီယံမက်ခင်လီနဲ့1963ခုနှစ်မှာဂျွန် F ကနေဒီတို့ဖြစ်ကြပါတယ်။လှုပ်ကြံခံရပေမဲ့တပ်ဘေးကနေလွတ်မြောက်ခဲ့တဲ့အမေရိကန်သမ္မတ9ယောက်ကတော့1835ခုနှစ်မှာသမ္မတအန်ဒရူးဂျက်ဆင်1912ခုနှစ်မှာသမ္မတသီယိုဒိုရူးစဘတ်1933ခုနှစ်မှာဖရန့်ကလင်ဒီရူးစဘတ်1950ပြည့်နှစ်မှာသမ္မတဟယ်ရီ X ထရူမန်1985ခုနှစ်မှာသမ္မတဂျယ်ရယ်ဖို့ဒ်တို့ဖြစ်ကြပြီးတော့သူကတော့18ရက်တွင်2ချိန်တောင်လှုပ်ကြံခံခဲ့ရတာပါ1980ခုနှစ်မှာသမ္မတရော်နယ်ရီဂန်နဲ့ခုနောက်ဆုံးကတော့သမ္မတဒေါ်နယ်ထရမ့်တို့ပဲဖြစ်ပါတယ်ထရမ့်ဟာ2024ခုနှစ်ဇူလိုင်လမှာပန်ဆယ်ဗေးနီးယားပြည်နယ်ပက်တလာမြို့မှာတစ်ကြိမ်ပြီးတော့အဲ့ဒီနှစ်စက်တင်ဘာလမှာဖလော်ရီဒါပြည်နယ်ဝက်စ်ဖမ်ဘစ်ချ်မှာတစ်ကြိမ်နဲ့ခုနှစ်ဧပြီလ25ရက်နေ့တို့မှာလှုပ်ကြံခံခဲ့ရပေမဲ့အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်မေဂန်သမ္မတတွေလှုပ်ကြံခံခဲ့ရတဲ့ဖြစ်ရပ်တွေဟာနိုင်ငံရေးမူဝါဒတွေလုံခြုံရေးဆိုင်ရာဆောင်ရွက်မှုတွေနဲ့အစိုးရပေါ်ပြည်သူတွေရဲ့ယုံကြည်မှုစတာတွေမှာအတော်လေးကိုသက်ရောက်မှုကြီးခဲ့ပါတယ်။လွန်ခဲ့တဲ့တလလောက်ကပဲသမ္မတဒေါ်နယ်ထရမ့်ဟာ FBI ညွှန်ကြားမှုဟောင်းရောဘတ်မူလာသေဆုံးမှုပေါ်ကောင်းတဲ့ဝန်တာတွေနောက်ထပ်ပြည့်မဲ့တဲ့သူတွေကိုဒုက္ခမပေးနိုင်တော့ဘူးဆိုပြီးတော့အာမနာတန်ပျော်ပျော်ကြီးပြောခဲ့ပါသေးတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှာတော့ထရမ့်နဲ့အီမီတော်ကဒီလိုဖြစ်တာဟာဒီမိုကရက်တွေရဲ့အတော်မသက်တဲ့ပြောဆိုမှုတွေကြောင့်ဖြစ်တယ်လို့အစိတ်ကဝေဖန်လိုက်ပါတယ်ဒီဖြစ်ရမတိုင်ခင်ရက်နှင်းငယ်က ABC သတင်းဌာနရဲ့စီစဉ်တင်ဆက်သူတူဖြစ်တဲ့ဂျင်မီခင်မဲကထရမ့်သေဆုံးနိုင်ခြေကိုဟာတာလို့ပြောဆိုခဲ့ပြီးသမ္မတကတော်မယ်လနီယာထရမ့်ကိုကြည့်ရတာမဟုတ်ဆိုးမှဖြစ်တော့မဲ့သူမျိုးလိုနောက်ပြောင်ခဲ့တဲ့ခါမှာတော့ထရမ့်ဟာတခြားဆိုရဝန်ထမ်းတေတာကိုအောင်မွဲခံလို့ရပေမဲ့သူ့ကိုခုလိုပြောတဲ့ပေါ်စိတ်ဆိုးခဲ့ပါတယ်အမီတော်ပြောရေးစကွင်းရှိသူကာရိုလိုင်းလေဗစ်က This is the third major assassination attempt against President Trump in 2 years. Trump ပေါ်17နှစ်တိုင်တိုင်နေတိုင်းလိုမုန်းပွားစေတဲ့အကြမ်းဖက်ဆန်တဲ့စကားလုံးတွေသုံးလုံးနေတာဟာခုလိုနိုင်ငံရေးကြမ်းဖက်မှုတွေဖြစ်လာအောင်တွန်းအားပေးနေတယ်လို့ဖြစ်တဲ့ကြောင်းနဲ့ဝေဖန်ရေးသမားတွေဒီမိုကရက်တစ်ပါတီကလွတ်တော်မတ်တွေနဲ့မီဒီယာတချို့က Trump နဲ့သူ့ကိုထောက်ခံသူတွေကိုစနစ်တကျစော်ကားနေကြလို့ဖြစ်ရတာလို့လေတုတ်ပြန်ပြောကြားထားပါတယ်ခင်ဗျာ